set important guideline in life ပေါ့ဘဝမှာအရေးကြီးတဲ့လမ်းညွှန်ချက်6ချက်ပေါ့ number 1ကတော့ when you are by yourself pay attention to your thoughts ကိုတယောက်တည်းရှိနေတဲ့အချိန်မှာဆိုရင်ကိုယ့်ရဲ့အတွေးခေါ်တွေကိုအာရုံစိုက်ပါကိုယ့်ရဲ့အတွေးအခေါ်ကိုယ့်ရဲ့အတွေးတွေကိုလေးလေးနက်နက်အာရုံစိုက်ပြီးတော့တွေးပါတဲ့ number 2 when you are with your friends watch what you say ကိုယ်တကယ်ချင်းတွေနဲ့ရှိနေတဲ့အချိန်မှာကိုဘာပြောသလဲဆိုတာကိုဂရုစိုက်ပါသတိထားပါတဲ့ကိုယ့်ရဲ့အပြောဆိုသတိထားပါပြောချင်တိုင်းပြောနေသလားကိုဘာစီးတွေပေါင်တွေကြော်နေသလဲပေါ့ကိုပြောတဲ့ပြောရမယ့်စကားလုံးတွေပြောနေသလားပေါ့တစ်ဖက်သူအပေါ်မှာစကားလုံးတွေနဲ့ကြောနေသလားတစ်ဖက်သူရဲ့ကိုယ်ရေးကိုယ်ရာကိုပြောမိနေသလားကိုအပေါင်းအသင်းမိတ်ဆွေတွေနဲ့ရှိနေတဲ့အချိန်မှာဒီစကားလုံးလေးတွေကိုယ့်ရဲ့အပြောဆိုတွေကိုဂရုစိုက်ဖို့လိုပါတယ် number 3 when you feel angry keep your cool ကိုတကယ်လို့စိတ်ဆိုးရင်ကိုစိတ်ဆိုးလို့ရှိရင်ကိုယ့်ရဲ့ဒေါသကိုယ့်ရဲ့စိတ်ကိုထိန်းဖို့လိုတယ်ငြိမ်သက်အောင်ဖြစ်ဖို့လိုတယ်ကိုစိတ်ဆိုးနေပြီဆိုရင်ကိုစိတ်တည်ငြိမ်အောင်ထားပါ number 4 when you are in a group be careful how you act အဖွဲ့အစည်းမှာ group လူတွေအများကြီး group တွေနဲ့နေတဲ့အခါမှာရှိနေတဲ့အခါမှာဆိုရင်ကိုဘယ်လိုပြုတ်မှုဆက်ဆံတယ်လဲကိုရဲ့လှုပ်ဆောင်ချက်ကိုရဲ့ action ပြုတ်မှုချက်တွေကဘာလဲကိုသူတို့အပေါ်မှာသူတို့ဒီနဲ့ရှိနေတဲ့အခါမှာကိုလိုဘယ်လိုပြုတ်မှုဆောင်ရဲ့ဆက်ဆံတယ်လဲဆိုတာကိုဂရုစိုက်ပါသတိထားပါ number 5 when you have problems control your feelings ကိစ္စရဲ့အပေါ်မှာပြဿနာဖြစ်လာလို့ရှိကိုမှပြဿနာရှိအဲ့ဒီပြဿနာတွေကိုရှာနိုင်ဖို့အတွက်တလကောင်းကိုယ့်ရဲ့ခံစားချက်ကို control လုပ်ပါထိန်းချုပ်ဖို့လိုတယ်ပြဿနာဖြစ်လာပြီဆိုရင်ဝုန်းတိုင်းကျဲတာချက်စိတ်တည်တည်ငြိမ်ငြိမ်နဲ့ကိုယ့်ရဲ့ feeling ကိုယ့်ရဲ့ခံစားချက်ကို control ထိန်းချုပ်နိုင်တဲ့သူဖြစ်ဖို့လိုပါတယ်နောက်ဆုံးတစ်ချက် when good things happen to you be humble အရာအပေါ်မှာတော့လည်းကောင်းအကြောင်းတရားအပေါ်မှာတော့လည်းကောင်းကံကောင်းခြင်းပေါ်မှာတော့လည်းကောင်းကောင်းမှုနဲ့ရက်လာပစ္စည်းတွေတခုခုကိုယ်စီရောက်လာတဲ့အခါမှာကံကောင်းခြင်းတွေကကိုယ့်ပေါ်မှာသေဆောင်လာတဲ့အခါမှာပဲဖြစ်ဖြစ်ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်ကောင်းတဲ့အခြေအနေတွေကိုယ်စီရောက်လာတဲ့အခါမှာဆိုရင် be humble နှိတ်ချက်တတ်ဖို့လိုပါတယ်ဒါတွေကကိုသိရမယ့်အရာတွေကိုဘဝတိုးတက်ကြောင်းကောင်းမှုဖို့ရအတွက်က the cycle hub ကကျွန်တော်တို့ကို set important guidelines in life ဘဝမှာအရေးကြီးတဲ့အချက်လမ်းညွှန်ချက်6ချက်ကိုလေ့လာကြရအောင်